အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်တို့ဒီကောင် YouTube channel အသေးလေးကနေပြီးတော့ကျွန်တော်မိသားစုဝင်ကိုရီမရအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျနော်ကဲကိုမရအားလုံးပဲကျွန်တော်ဒီမိနစ်ဈေးလေးမှာနော်9-8ဆိုတဲ့ခဏနဲ့ပြီးသွားခဲ့ပြီကျွန်တော်တို့မနက်ကကျွန်တော်တို့10ပတ်ဒီ2ပတ်ဒီနော်ရှင်းနေဝယ်ချင်းပေးထားခဲ့တယ်ကျွန်တော်တို့ရှင်9ဆိုတဲ့နော် main ကွက်လေးအောင်မြင်သွားပြီဒီမိနစ်ဈေးမှာနော်ကျွန်တော်ကမှအားလုံးပဲပတ်တီးပတ်တဲ့ကိုမရော main ကွက်ဆော့တဲ့ကိုမရောနော်အဆင်ပြေသွားပြီအောင်မြင်သွားပြီနော်ကျွန်တော်နှစ်သီးသားဒီမိနစ်ဈေးမှာငွေထုတ်လိုက်ရပြီနော်ကျွန်တော်ကမှအားလုံးပဲကျွန်တော်မနေ့ရတဲ့ကပြောခဲ့သလိုပဲလုံးဝကိုနော်ဒီဘက်ကရှယ်ငွေထုတ်ရတဲ့ဘက်လေးပဲကျွန်တော်ကမှအားလုံးပဲဒါကျွန်တော်အမြဲတမ်းကြီးစော့နေတဲ့ကိုမတွေနော်သိပါတယ်နော်ပေါက်ပါတယ်ရပါတယ်ဒါကဲဟုတ်ပြီကိုမအားလုံးပဲတော့ဒီမိနစ်ဈေးမှာကျွန်တော်ကမှငွေထုတ်လိုက်ရပြီနော်နှစ်သီးသားနဲ့နော်ရှယ်ငွေထုတ်လိုက်ရပြီကျွန်တော်ဒီညနေဈေးကိုဆက်ပြီးတော့သွားမယ်နော်ကဲကိုမအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်တော်တိုင်းကိုပါလို့လုံဆန္ဒတွေတလုံးတို့ဘဝရရှိနိုင်ကြပါစေရွှေငွေကြောက်တယ်မတည်းများလည်းဒီတက်မကဒီရေလို့နော်ဒုဘဝရရှိနိုင်ကြပါစေလို့ကျွန်တော်ကွန်ဘက်ကနေစုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျနော်ကဲကိုမအားလုံးပဲအဲ့ဆိုကျွန်တော်ဗော်တော်ဘူးနေ့နော်ညနေဈေးအတွက်ကိုဆက်ပြီးတော့သွားကြမယ်နော်ခဏလေးမခေါ်ရင်မှာကျွန်တော်ကမှအားလုံးပဲကျွန်တော်ရဲ့ဒီ channel လေးစီ channel သေးလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမှအားလုံးပဲနော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုအမြဲတမ်းတင်တိုင်းမှာနော်အမြဲတမ်းမြင်ရတွေ့ရအောင်လို့ subscribe လေးမဖြစ်မနေနှိပ်ပေးထားပါနော် subscribe မနှိပ်ရသေးတဲ့ကောင်မတွေ subscribe လေးနှိပ်ပြီးတော့အားပေးမယ်လက်မမနှိပ်ရသေးတဲ့ကောင်မတွေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြိုင်းနေတတ်တယ်ဆိုလို့ရှိရင်လက်မလေးနှိပ်ပြီးတော့ဆက်ပြီးတော့ကြည့်မယ်နော်အများကြီးများပါအောင်သူတွေနဲ့သက်ဆိုင်တဲ့နေရာလေးမှာ share လို့ရနေရာလေးမှာ share ပြီးကြည့်ပါမျှဝေလို့ရနေရာလေးမှာမျှပြီးတော့ကြည့်ပါနော်ကျွန်တော်ကမှအားလုံးပဲဒါအများများပါအောင်လို့ပါတူတယောက်တည်းပေါက်စီနဲ့နော်ပေါက်ချင်တဲ့စိတ်မျိုးမထားဘဲနဲ့နော်ကျွန်တော်ကမှအားလုံးပဲကိုပေါက်ရင်သူများလည်းပေါက်ပါသေးဆိုရဲစိတ်မျိုးထားပြီးတော့ share ပေးပါမျှဝေပေးပါနော်ကဲဟုတ်ပြီအားဆိုကျွန်တော်တို့22ရက်နော်9လ2022မှာ6ကျွန်တော်တို့ဗုဒ္ဓဘူးနေ့ညနေဈေးအတွက်ကိုဆက်ပြီးတော့တွားကြမယ်ကျွန်တော်ဒီမနေ့ဈေးမှာတော့ကျွန်တော်တို့လုံးမိုင်ပတ်တီးနဲ့ကျွန်တော်တို့ main ရောကွက်နဲ့နော်လုံးဝကိုအဆင်ပြေသွားပြီငွေထုတ်လိုက်ရပြီနော်ကျွန်တော်ဒီညနေဈေးမှာထပ်ပြီးတော့ငွေထုတ်မယ်ထပ်ပြီးတော့အောင်ဝမ်းခံမယ်ကျွန်တော်ကမှအားလုံးပဲကဲဟုတ်ပြီအားဆိုကျွန်တော်တို့စကားရထွေထူးပြောမနေတော့နှင်ကမ်းပိုင်းဗီဒီယိုပိုင်းလေးဖြစ်တတ်တဲ့ကြောင့်ကျွန်တော်ကမှအားလုံးပဲအရှိကြီးကြည့်နေရမှာဆိုလို့တို့လေးပဲသွားမယ်ခဏလေးစားပြီးခေါ်မယ်တေချာလေးမှပါတေချာလေးနားထောင်ပါဗီဒီယိုပိုင်းလေးကိုအစားအဆုံးလေးမင်းမကြော်ပဲနဲ့ကြည့်သွားပေးမယ်နော်လက်မမနေရတဲ့ကောင်မလေးလက်မလေးနှိပ်ပြီးတော့ကြည့်မယ်ကဲဟုတ်ပြီအားဆိုကျွန်တော်ဒီညနေအတွက်လေးလုံးခွေလေးထားပြီးခေါ်ပေးမယ်ဒီညနေအတွက်လေးလုံးခွေလေးစီ4-8-9-2ခွေပါနော်ဒီညနေမှာခွေပြီးသွားမယ်လေးလုံးခွေသည်4-8-9-2ခွေပါဒါခွေပြီးသွားမယ်လေးလုံးခွေလေးပါကဲဒီညနေမှာလုံးဝကိုနော်လုံးဝဘက်သည်နှလုံးအားကောင်းဆုံးလုံးဝဘက်သည်နှလုံးသည်4ဘက်သည်9ဘက်သည်နော်4ဘက်သည်9ဘက်သည်ဒီညနေမှာလုံးဝအားကောင်းဆုံးလုံးဝဘက်သည်လေးနှလုံးပါကျွန်တော်4နဲ့ဆိုရင်ကျွန်တော်တို့4-6နော်4-5နော်4-2-40 4-6-4-5 4-2-40ဒါ4နဲ့ဆိုရင်ကျွန်တော်မင်းရောက်ကလေး4ခွက်9နဲ့ဆိုရင်တော့9-3-9-6 9-8-9-5နော်9-3-9-6 9-8-9-5ဒါ9နဲ့ဆိုရင်မင်းရောက်ကလေး4ခွက်ပြီးရင်တင်ပြီးထိုးရမှတကွက်ကောင်းလာမယ်နော်ကျွန်တော်ကမှလုံးဝအကွက်တွေအများကြီးမစောချင်ဘူးနော်တကွက်ကောင်းပဲနော်တကွက်တည်းဟိုပဲထိထိမီလေးထိုးချင်တယ်တင်ပြီးစောချင်တယ်ဆိုရအကုန်မရတဲ့အတွက်တင်ပြီးထိုးရမှတကွက်ကောင်းသည်4-8တကွက်ကောင်း9-1တကွက်ကောင်းနော်4-8တကွက်ကောင်း9-1တကွက်ကောင်းပါဒါတင်ပြီးထိုးရမယ်တကွက်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်ကမှလုံးပဲဒါဒီညနေမှာလုံးဝကိုတင်ပြီးထိုးရမယ်တကွက်ကောင်းလေးဖြစ်ပါတယ်ဗျကဲဟုတ်ပြီကမှအားလုံးပဲအဲ့ဆိုကျွန်တော်ကဏ္ဍလေးကိုအစားအနေဆုံးဒီနောက်တစ်ခေါက်ပြန်လဲခေါ်ပြပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရနာမယ်ဗျကျွန်တော်အင်္ဂါနေ့နော်ဟော sorry ကမှအားလုံးပဲကျွန်တော်22ရက်9လ2026နော်ဗုဒ္ဓဘူးနေ့ညနေဈေးအတွက်လေးလုံးခွေလေးသည်4-8-9-2ခွေပါနော်4-8-9-2ခွေပါကဲလုံးမိုက်ပဲဒီလေးနှလုံးဒီညနေမှာနော်လုံးဝထိုးရမယ်လုံးဝပဲဒီလေးနှလုံးသည်4ဘက်သည်9ဘက်သည်နော်4ဘက်သည်9ဘက်သည်ပါ4နဲ့ဆိုရင်4-6-4-5 4-2-40 9နဲ့ဆိုရင်တော့9-3-9-6 9-8-9-5ကဲတင်ပြီးထိုးရမှာတကွက်ကောင်းသည်4-8တကွက်ကောင်း9-1တကွက်ကောင်းနော်4-8တကွက်ကောင်း9-1တကွက်ကောင်းပါဒါတင်ပြီးထိုးရမှာတကွက်ကောင်းပါကဲဟုတ်ပြီကမှအားလုံးပဲကျွန်တော်ကဏ္ဍလေးတွေပြောရလဲဆုံးသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရန်နာကွန်ပျူတာကျွန်တော်ဒီညနေစီမှာကျွန်တော်ကောင်နဲ့ကန်ဆက်ပြီးတော့ပေါက်သေးပေါက်ကလေးမိကြပါစေငွေထုတ်နိုင်ရပါသေးဗျာနော်မနက်ကလိုပဲကျွန်တော်တို့လုံးဝအောင်2သီးသားနဲ့နော်ဒီညနေမှာ3သီးသားနဲ့ငွေထုတ်နိုင်ရပါသေးနော်ကဲကမှအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လုံစနာတွေဒီလုံးတို့ဝရရှိနိုင်ကြပါစေ
နေ့ရက်တိုင်းလဲငွေတွေဒီတစ်ပတ်ကတိုးပွားရရှိနိုင်ကြပြီးတော့ထိုးသမျှကဏ္ဍလေးတွေကလည်းပေါက်သူပေါက်ကလေးဖြစ်ကြပါစေလို့ကျွန်တော်ကမ္ဘာဘက်ကနေစုမကောင်းလေးတောင်းပေးနေကျွန်တော်ဗီဒီယိုမှလေးဒီမှာပဲရန်နာကိုပြပါကဲအားလုံးပဲခွက်လက်ပါဒီညနေမှာကံကောင်းကြပါစေထပ်ပြီးတော့ငွေထုတ်နိုင်ကြပါစေဗျာနော်